ဒီနေ့မှာတော့ hoodie hack လေးကိုထုတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ hoodie hack လေးကလည်းဥကောင်းထိုးတဲ့အပိုင်းလိုပဲပေါ့နော် round 1 round 2 round 3 round 4 round 5 round 6 round 7 အကုန်လုံးကဥကောင်းထိုးတဲ့အပိုင်းကိုကြည့်ပြီးတော့လိုက်ထုတ်လို့ရပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ round 8ကနေစလိုက်ရအောင်နော်ကျွန်တော်တို့ round 8မှာကတော့တိုင်တို့3ကတိုင်ပွားတစ်ခါတိုင်တို့3ကပုံစံလေးထိုးပါမယ်ဒါကြောင့်မလို့ပထမဆုံးတိုင်တို့တစ်ချက်ထိုးပြီးတော့ magic လေးနဲ့မှတ်လိုက်ပါတယ်ခင်ဗျာပြီးရင်နောက်ထပ်တိုင်တို့တစ်ခါနောက်ထပ်တိုင်တို့တစ်ခါစုစုပေါင်း1 2 3တိုင်တို့3ခါပြီးတဲ့အခါမှာတော့၄ပေါင်းမြောက်မှာတိုင်ပွားတစ်ချိန်ထိုးပါမယ်တစ်ပေါက်ထဲမှာ2ချက်ပါတိုင်ပွားလေးရပြီဆိုရင်နောက်တစ်ပေါက်မှာတိုင်တို့တစ်ခါနောက်ထပ်တစ်ပေါက်မှာတိုင်တို့တစ်ခါနောက်ဆုံးတစ်ပေါက်မှာတိုင်တို့တစ်ခါဆိုတော့သူ့ပုံစံလေးက1 2 3တိုင်ပွား1 2 3ဒီပုံစံလေးပါခင်ဗျာဒီရန်လုံးကိုဒီပုံစံလေးတိုင်းထိုးမှာဖြစ်ပါတယ်တိုင်တို့တစ်ခါတိုင်တို့နှစ်ခါတိုင်တို့သုံးခါပြီးရင်တိုင်ပွားတစ်ခါထိုးပါမယ်ခင်ဗျာဒီပေါက်ထဲမှာတိုင်တို့နှစ်ချက်ပါပြီးရင်တော့တိုင်တို့တစ်ခါတိုင်တို့နှစ်ခါနောက်ဆုံးတိုင်တို့တစ်ခါစုစုပေါင်းတိုင်တို့3ချိန်ထပ်မံထိုးပါမယ်ပြီးရင်တော့ထုံစံတိုင်းတိုင်တို့တစ်ခါတိုင်တို့နှစ်ခါတိုင်တို့3ခါပြီးရင်တိုင်ပွားတစ်ခါပြီးတဲ့အခါမှာတိုင်တို့တစ်ခါတိုင်တို့နှစ်ခါတိုင်တို့3ခါဒီပုံစံလေးနဲ့ကျွန်တော်အဆုံးထိရောက်တဲ့အထိထိုးပေးရပါမယ်ခင်ဗျာအခုကျွန်တော်တို့10တန်းမြောက်ပြီးသွားပြီဆိုရင်9တန်းမြောက်ကိုကျွန်တော်စထိုးပါမယ်9တန်းရဲ့10တန်းရဲ့17တန်းရဲ့ကတော့အတူတူပဲထိုးရမှာဖြစ်ပါတယ်ဘာတွေလဲဆိုတော့တိုင်တိုတွေကြီးကိုပဲကျွန်တော်တို့ကပတ်ပတ်လေးတောက်လျှောက်ထိုးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့တိုင်တိုတစ်ခါထိုးပြီးတဲ့အခါမှာ magic လေးမှတ်ပြီးတော့တိုင်တိုတွေကိုပတ်ပတ်လေးလိုက်ထိုးပေးပါမယ်ခင်ဗျာဆိုတော့စိတ်ရှိလက်ရှိနဲ့ထိုးရမှာဖြစ်ပါတယ်တိုင်တိုကတော့အများကြီးတော့မဟုတ်ပါဘူးခင်ဗျာ9ရဲ့10ရဲ့17ရဲ့3တန်းထဲကိုပဲတိုင်တိုထိုးရမှာဖြစ်ပါတယ်ကျွန်တော်ထိုးပြီးတဲ့အခါမှာရှိနေရမယ်တိုင်တိုအချက်ရည်စုစုပေါင်းကတော့48ချက်တီတီဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တန်းပြီးတဲ့အခါတိုင်းမှာဒီကနေ့တိုင်တိုအရေးအတွက်လေးကိုပြန်လေးရေးတွက်ကြည့်ပေးပါခင်ဗျာ48ချက်မပြည့်ဘူးဆိုရင်တော့ကျွန်တော်တို့တနေရာမှာလွဲနေလို့ပဲဖြစ်ပါလိမ့်မယ်ခင်ဗျာ48ချက်48ချက်နဲ့အတူပေါ့နော်3တန်းတီတီကိုဒီလိုပုံစံလေးထိုးပေးပါခင်ဗျာတိုင်တော်3တန်းထိုးပြီးပြီဆိုရင်ဒီပုံစံလေးရလာပါပြီခင်ဗျာ1 2 3 4 5 6 7 8 9 10 11စုစုပေါင်းကျွန်တော်တို့17တန်းတီတီရှိရပါမယ်ခင်ဗျာပြီးရင်တော့12တန်းကိုကျွန်တော်တို့စားထိုးမှာဖြစ်ပါတယ်12တန်းကိုဘယ်လိုထိုးမလဲဆိုတဲ့အခါမှာကျွန်တော်တို့တိုင်တိုကြီးပဲ40နဲ့ဆက်ထိုးပါမယ်ပြီးရင်ဖူမီတစ်ချက်ထိုးမယ်ပြီးရင်ပြန်လှည့်ပြီးတော့ပေါ့နော်ထိုးရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့စားလိုက်ရအောင်တိုင်တိုတစ်ခါပြီးရင်တော့ magic လေးနဲ့မှတ်ပါမယ်ခင်ဗျာပြီးရင်တိုင်တို2ခါတိုင်တို3ခါတိုင်တို4ခါတိုင်တို5ခါတိုင်တို6ခါတိုင်တို9ခါတိုင်တို10ခါတိုင်တို9ခါတိုင်တို10ခါတိုင်တို17ခါတိုင်တို12ခါတိုင်တို13ခါတိုင်တို14ခါတိုင်တို15ခါတိုင်တို16ခါတိုင်တို18ခါတိုင်တို18ခါတိုင်တို19ခါတိုင်တို20ပြီးရင်တိုင်တိုကြီးပဲ21ခါတိုင်တို22ခါတိုင်တို23ခါတိုင်တို24ခါတိုင်တို25ခါတိုင်တို26ခါတိုင်တို29ခါတိုင်တို28ခါတိုင်တို29ခါတိုင်တို30ပါခင်ဗျာပြီးရင်တော့တိုင်တို30ခါတိုင်တို32ခါတိုင်တို33ခါတိုင်တို34ခါတိုင်တို35ခါတိုင်တို36ခါတိုင်တို39ခါတိုင်တို38ခါတိုင်တို39ခါတိုင်တို40တိုင်တို40တခါတိုင်တို42ခါ1 2 3 4 5 6စုစုပေါင်းကျွန်တော်တို့6ပေါက်တီးတီးကျန်ရပါမယ်ခင်ဗျာကျွန်တော်အခုချိန်မှာဖုန်မီတစ်ချက်တက်ပါမယ်ခင်ဗျာဖ
ဖုံးမိတစ်ချက်ထိုးပြီးသွားပြီဆိုရင်တော့လှည့်လိုက်ပါမယ်ခင်ဗျာလှည့်ပြီးတဲ့အခါမှာပထမဆုံးတစ်ပေါက်ကနေပြီးတော့ပဲတိုင်တို့တစ်ချက်စတင်ထိုးပါမယ်ခင်ဗျာကျွန်တော်တို့အခုမှတ်ထားတဲ့နေရာကနေပြီးတော့မှတ်ချိန်မှတ်ထားတဲ့အထီကိုတိုင်တို့ကြီးပဲတောက်လျှောက်ပြန်ထိုးပေးပါမယ်ခင်ဗျာဆိုတော့ဒီအတန်းကတော့နည်းနည်းလေးများပါတယ်ခင်ဗျာ12တန်းကနေပြီးတော့22တန်းထိဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စုစုပေါင်း17တန်းတီတီကိုကျွန်တော်တို့စိတ်ရှိလက်ရှိလေးနဲ့တိုင်တို့42ခါအဆုံးမှာဖူမီတစ်ချက်တဲ့ပြန်လဲပြီးရင်တိုင်တို့42ခါဖူမီတစ်ချက်တဲ့ပြန်လဲဒီပုံစံလေးအတိုင်းပဲပေါ့နော်ကျွန်တော်တို့22တန်းမြောက်တဲ့အထိကိုထိုးပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ရှိလက်ရှိလေးနဲ့ထိုးပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့73တန်းမြောက်ကိုလည်းပေါ့နော်အဆုံးထိလေးတော့တစ်ချက်ထိုးပြပေးထားပါတယ်ခင်ဗျာခုဆိုရင်73တန်းမြောက်ရဲ့နောက်ဆုံးပေါင်းလေးကိုရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဆုံး magic လေးကိုဖယ်ပြီးတော့အနေရာမှာတိုင်းလို့ချက်ထိုးလိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်စုစုပေါင်း42ချက်ပြီးသွားပါပြီဒါဆိုရင်အဲ့နေရာမှာလည်းကျန်ရှိရမယ်အချက်ရည်အတွက်ဒီ6ချက်တည်းဖြစ်ရပါမယ်ခင်ဗျာပြီးရင်တော့ဖုန်ပြီးတစ်ချက်တည်းပြန်လှည့်ဒီပုံစံလေးနဲ့ပဲကျွန်တော်တို့ပထမဆုံးအပေါက်ကနေပြီးတော့တိုင်းလို့စထိုးပါမယ်ဒီပုံစံလေးအတိုင်းပဲပေါ့နော်ကျွန်တော်တို့တစ်ဖက်ရဲ့အဆုံးထိရောက်တဲ့အထိကိုထိုးပေးရမယ်ခင်ဗျာအဲ့တော့ကျွန်တော်22တန်းရပြီဆိုရင်ကျွန်တော်တို့ကအဲ့နေရာမှာရပ်ပလိုက်လို့ရပါပြီခင်ဗျာအခုဆိုရင်ကျွန်တော်တို့22တန်းထိပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့22တန်းရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့နဲ့လေချောင်း80နဲ့ပထမဆုံးတစ်ကြောင်း17ခုစုစုပေါင်း17တန်းရှိပါတယ်ခင်ဗျာဒီလိုအုတ်ထုတ်ဒီဇိုင်းပုံစံလေးရပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ကကြိုးလေးကိုဖြတ်ပါမယ်ခင်ဗျာအုတ်ထုတ်ကခေါင်းနဲ့အနေငယ်တွေချောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့မတူမရှိလေးတော့ဖြတ်ပေးပါခင်ဗျာကျွန်တော်တို့ဖြတ်ပြီးပြီဆိုရင်အလေးကနေတစင်းကြိုးလေးကိုထုတ်လိုက်ပါခင်ဗျာဒါဆိုရင်တော့အခုကျွန်တော်တို့ဒီလူရုပ်လေးမှာပါဝင်တဲ့ဟူဒီအုတ်ထုတ်လေးပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီဟူဒီအုတ်ထုတ်ထုံနည်းလေးကိုနားမလည်နေရများရှိရဆိုရင်လည်းကျွန်တော်ကိုအသေးစိတ်မေးမြန်းထားလို့ရပါတယ်ခင်ဗျာဒါဆိုရင်ဟူဒီအင်ဂျီလေးမှာဆိုရင်ပေါ့နော်ကျွန်တော်အရှိဘက်မှာဂျိုးလေးတွေပါတဲ့အတွက်ကြောင့်မလို့ဟူဒီအင်ဂျီရဲ့ဂျိုးလေးကိုထိုးပါမယ်ဒါတော့အရန်ကိုရိုးရှင်းပါတယ်ဖုံမီ6ချက်တီတီကိုကျွန်တော်တို့ကထိုးပေးရမှာဖြစ်ပါတယ်နဲ့3 4 5 6ပြီးပြီဆိုရင်ကျွန်တော်တို့ရရှိပါပြီဒါကြောင့်မလို့ဂျိုးလေးကိုဖြတ်ပစ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်ဟူဒီအင်ဂျီအတွက်ဂျိုးလေးတစ်ချောင်းရပါပြီနောက်တစ်ချောင်းကိုလည်းထိုနည်းတူစွာပင်ကျွန်တော်တို့ဖုံမီ6ချက်တီတီကိုထိုးပေးပါမယ်ခင်ဗျာဒါဆိုရင်1 2 3 4 5 6ဒီပုံစံလေးတိုင်းထုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဟူဒီအင်ဂျီလေးအတွက်ဂျိုးလေးနှစ်ချောင်းကိုရရှိသွားပြီပဲဖြစ်ပါတယ်ခင်ဗျာအားလုံးအရှင်ပြေကြပါစေခင်ဗျာ